ကုသိုလ်နဲ့အကုသိုလ်မှာကုသိုလ်ရရေးတဲ့အကုသိုလ်မဖြစ်ရေးကပိုအရေးကြီးတယ်ကုသိုလ်မရရင်ကောင်းကျိုးမခံစားရတာပဲရှိတယ်အကုသိုလ်ရတော့အကုသိုလ်ကပြန်ပေးဆက်သိကြောက်စရာကောင်းတာကုသိုလ်နဲ့အကုသိုလ်ပါလေကုသိုလ်နဲ့အကုသိုလ်ကကွာခြားချက်ကအများကြီးတာဝန်ယူမှုနဲ့တာဝန်ခံမှုကလည်းကွာခြားတယ်ဘုန်းကြီးတစ်ခါကဥပမာပေးတယ်ကုသိုလ်နဲ့အကုသိုလ်ကဘာနဲ့တူလဲဆိုတော့ကုသိုလ်လုပ်တဲ့သူဟာအုပ်စီတဲ့သူနဲ့တူတယ်အုပ်စီတဲ့အခါကျတော့အောက်ကဖောင်ဒေးရှင်းနဲ့ချပြီးတော့အုပ်စီရတာဆိုတော့အုပ်ရိုးမြင့်လာတာနဲ့အမြအုပ်စီတဲ့သူကမြင့်တက်သွားအပေါ်တိညှန်းစိန်ပြီးတော့တက်ပြီးစီရတာကုသိုလ်လုပ်တဲ့လူကလည်းနည်းနည်းလေးလုပ်တာပဲဒါပေမဲ့လုံရင်နဲ့အဲ့ဒီကုသိုလ်တွေများအဆိုင်ခဲဖြစ်လာတော့ဘဝအဆင့်မြင့်သွားတယ်အကုသိုလ်ကြတော့တွင်းတူးတဲ့သူနဲ့တူအကုသိုလ်လုပ်တဲ့သူကတူးကစားတော့မြေပြင်ကနေစတူးရတာတူးရင်တူးနဲ့တွင်းကနဲ့သွားလူပါအောက်ကိုဆင်းပြီးတော့တူးရအကုသိုလ်ကလည်းနည်းနည်းလေးဆိုရင်လှုပ်တာလုံရင်နဲ့အဲ့အကုသိုလ်ကများလာတော့အောက်ထိရောက်တယ်ဒါကုသိုလ်နဲ့အကုသိုလ်ကကွာခြားမှုတွေရှိတော့တာဝန်ခံမှုတာဝန်ယူမှုလည်းရှိတယ်ကုသိုလ်ကိုကိုယ်ကလုပ်ရင်ကုသိုလ်ကကိုယ့်ကိုတာဝန်ယူပေးတယ်ကိုမစွမတောင်းလဲသူကအကျိုးပေးမှာပဲအကုသိုလ်ကြတော့အကုသိုလ်ကိုလူကိုကလုပ်ရင်အကုသိုလ်ကိုကတာဆိုတော့ဘုရားကကုသိုလ်နဲ့အကုသိုလ်မှာကုသိုလ်ရရေးတဲ့အ